ကရောက်လာတယ်သမီးနဲ့ဆရာမနဲ့လေအခန်းထဲမှာနေတဲ့ချိန်မှာသူကရောက်လာပြီးအခန်းဝါမှာအခန်းနာမှာလေမတ်တရက်တဲ့ပြန်ကိုသူကဟာတယ်ဟိုနေ့ကညီမလေးကိုဘိုက်ပါမှာတယ်မဆန်းလူမဲလို့ပြောတာတရားဟုတ်တယ်ဆိုတော့သူကအလူရှင်ဆိုလဲသမီးပြောထားသေးတာလားအရင်ရက်ကဆန်းလူမဲလို့သူကပြောတာမှသူကခဏလေးတင်ပြောထပ်ပြီးတော့မလားတော့လေငါတော့ပဲနဲ့အဲ့နေလေးတင်နေတဲ့နေပြောလိုက်တာအဲ့လိုပြောပြီးတော့သမီးနဲ့နေရမယ်နေလိုက်တာပေါ့အဲ့တော့ဒီနေ့ကျရောက်လာပြီးတော့အားတဲ့အဲ့လိုအလူရှင်ဆိုလဲအထက်ကိုလာပါဆိုသမီးညမနဲ့ဆမနဲ့ခေါ်လာပြီးအထက်ကိုအဲ့တော့ခေါ်ထဲမှာထိုင်းပြီးတော့စကားပြောတယ်ပြောတော့လေခဏလေးပြင်မယ်ရင်းနှီးသွားတယ်သူကစကားပြောတာလဲချိုးတယ်လေပြောနေတာအဲ့နဲ့အဲ့လေးလည်းပြပြီးတော့အမလေးလာလို့ဆိုပြီးတော့အမေကအမတို့ထွက်ကြတာသမီးကိုအဝိစားဝယ်လာလေဝိစားလေးဝယ်လာတော့ခေါင်းလေးဟိုတော့ဝစ်ကြည့်ပါလားတဲ့တော်လားတဲ့ဆိုမမပြောတော့အဲ့နဲ့အဲ့ဒီခုနကလိမ့်သွားတယ်မကြီးကသမီးကိုအတင်းခန်းထဲကိုလာတယ်ဆိုဝိစားလဲမယ်လေဆိုပြီးအတင်းခန်းထဲကိုခေါ်တာသူကဒီမှာရင်းနှီးအောင်နေလိုက်သေးတယ်ဟုတ်ဘယ်လောက်ကြာလဲသူလေးတနိုင်လောက်ကြာချိတယ်တနိုင်လောက်ရှိဟုတ်ကဲ့အဲ့လောက်ရှိအဲ့တော့ဒီလိုနေပြီးတော့ဝိစားလဲအောင်ဆိုသမီးကိုခန်းထဲကိုတင်းခေါ်တယ်ခေါ်ပြီးတော့ဝိစားလဲတော့လေဟိုအမယောက်ျားပြညမှာထိုင်တာဆိုအခန်းနဲ့တန်းလို့ဆိုပြီးတော့သမီးကိုဟိုဘက်ကိုဖျားเจ้าဘက်ကိုလှဲတယ်ပြီးဆိုတော့အခန်းကိုတကားပိတ်ပြီးတော့သူနဲ့နှစ်ယောက်တည်းသမီးနှစ်ယောက်တည်းဟုတ်ကဲ့အဲ့ဒါဟိုဘက်လှဲပြီးထားခိုင်းပြီးတော့ဟိုဘက်လဲဆိုပြီးတော့အဝိစားလဲတာအဝိစားလဲဟိုတဲ့ထမင်းယူဝင်မယ်ဆိုပြီးတော့အဆိုင်ကအဲ့ဒီအဝိစားတွေကြားစားရမှာထားတယ်တော်လဲနော်အဲ့ဒီမှာထမင်းသွားလဲယူနေတဲ့အချိန်မှာသမီးကိုနောက်ခိုင်းထားတာနောက်ခိုင်းထားပြီးနောက်ခိုင်းတဲ့အချိန်မှာယူလာတာပြင်ကမန်းကနက်နဲ့အဆိုင်ထဲမှာပတ်စံသိန်း9000ရဲ့အဖေမပုံတင်အဖေမပုံတင်ရှိတယ်သူကမန်းကနက်ကြီးလိုက်တော့အဖေမပုံတင်ကဘေးမှာထွက်ကြကြခဲ့တယ်အမေမပုံတင်နဲ့ပတ်စံရဲ့ဖုန်းတွေပါသွားတယ်မိဝစားလဲပြီးပြန်ထွက်လာတော့နောက်ဘက်ကိုလှည့်လိုက်တော့ပတ်စံကိုဘေးမှာတော့မပုံတင်ကြာနေတော့တွေ့တယ်ဒါပေမဲ့အမေတခုဟိုပတ်စံမညာထုတ်ထားလို့လည်းဆိုတော့ထွက်ကြကြခဲ့တယ်မတူအမေကိုပြောတယ်အမေကလည်းသတိမထားမိဘူးပေါ့ပြောဆိုအလူရှင်အနေနဲ့လာတာဆိုတော့လေအဲ့ဒါပြန်သွားတယ်စကားထိုင်ပြောနေသေးတယ်သူကထိုင်းပြောလို့ရှိသေးတယ်ဒီမှာဆီယမရောသမီးကဟိုဝမ်းလေးမှာထိုင်းနေဆီယမနဲ့အဲ့ဒီလိမ့်ဝါတဲ့မကြီးเนี่ยပုံမှာထိုင်းမြင်စကားပြောနေတယ်ပြောနေလို့ရှိသေးတယ်သူကဖုံးလာသူလိုနဲ့အားတဲ့တယောက်ကိုပတ်စံလွှဲစရာရှိလို့လဲဆိုတယ်သူကထသွားတာစကားပြောနေတယ်ထသွားပြီဆီယမကလည်းသူပြန်လာမလားဆိုပြီးတော့အပြင်မှာထွက်ဆောင်နေသေးတယ်ပြန်မလာတော့အခုဘာတွေပါသွားလဲပတ်စံသိန်း9000ရဲ့အမေရဲ့မှတ်ပုံတင်ရဲ့ဖုန်းတစ်လုံးရဲ့ဖုန်းတစ်လုံးလည်းပါသွားပြီဟုတ်ကဲ့ဓာတ်ပုံလေးကတော့ရထားတယ်နော်လောတယ်မှတ်ပုံတွေလည်းပါသွားတယ်ပေါ့နော်သူ့ရဲ့အမေမှတ်ပုံတွေလည်းပါသွားတယ်ပတ်စံလည်းပါသွားတယ်ဖုန်းတစ်လုံးလည်းပါသွားတယ်သူကစိုင်းအိတ်ဒီပိုင်လူမယ်ဆိုပြီးတော့လာတာတဲ့လောလောဆယ်တော့သူ့ကိုကျွန်တော်တို့ကဘာမှဟိုတိုင်းမော်ကိုချပြီးတော့မပြသေးဘူးလောလောဆယ်တော့ဒါပေမဲ့သူ့ပုံရှိတယ်ဟိုနော်ဗီဒီယိုကြည့်နေတယ်ဆိုလဲတခါတည်းပြောပြပေးမယ်အမတော်ဘယ်ထိပြေးမလဲမလွတ်နိုင်ဘူးနော်ဆိုပြောချင်တာအဲ့ဒါဘယ်ထိပြေးမလွတ်နိုင်ဘူးသူများပစ္စည်းလေးကိုပြန်လာပေးလိုက်ပါလို့နော်သူခင်ဗျားလည်းဘာမှလောက်ကင်နိုင်တာမဟုတ်ဘူးအဲ့ဒါကိုတက်လာယူလဲဆိုခင်ဗျားတော်တော်စောက်ရှက်မရှိတယ်မိန်းပါပဲနော်ခင်ဗျားတော်တော်စောက်ရှက်မရှိတယ်မိန်းပါပဲလို့တော်တော်အတန်ကြတယ်ဒီမြန်ဒိုကီတာဖြစ်လာတော့လေဒီလိုမျိုးလောက်ရတာတော်အောက်တက်ဗါတယ်လားတက်စီငါလာတဲ့သူကအသွားအပြန်ကိုသူကပြောပြီးတော့ခေါ်လာတာတဲ့ခင်ဗျာဒီမြင့်လိန်လဲဒီမြင့်တင်ရသွားလိန်စားပါလားအဲ့လိုစောက်ကြည့်မကောင်းတဲ့စောက်စင်းမရှိတဲ့လုံလားလုံစောက်ရှက်မရှိဘူးလူကမွေးပြီးလူလိုနားမလဲအဲ့ဒါလားကိုကြီးကိုကြည့်လေဆိုလည်းအလူရှင်တွေလာတော့လည်းအဲ့လိုမျိုးကြီးသူ့ကိုမတင်ကားတဲ့ပုံစံမျိုးနဲ့လည်းကြည့်ရလူစိမ်းကလူမတင်ကားတာအကြောင်းရှိသူကလူရှင်ကလို့ဘာရှင်ပဲဖြစ်ဖြစ်လေလူစိမ်းကလူစိမ်းပြီဆိုတာနဲ့ဘယ်သူမှယုံလို့မရဘူးဒုက္ခရောက်နေတဲ့လူပဲဖြစ်ဖြစ်အလူတဲ့လူရှင်ပဲဖြစ်ဖြစ်အဲ့လိုလိန်တဲ့ကောင်တွေတပုံကြီးအခုကအိမ်နိုင်ရောက်လာပြီးတော့ဒီကလေးအခန်းထဲထိလာပြီးတော့ရအောင်လာခိုးတယ်ဆိုတော့အလိုင်းပေါ်ရအကုန်လုံးရှုပ်ကုန်တော့
ခင်ဗျလူလိုနားလည်ပြီးကိုယ့်အကိုဆက်သွယ်ပြီးတော့တနည်းတစ်ဖုံနဲ့ပြန်ပေးမှလားဒါမှမဟုတ်လွတ်အောင်ပဲခင်ဗျပြေးမှလားအဲ့ဒါကိုစဉ်းစားလိုက်မိကမှတော့တောင်းမယ်လို့ဘယ်သူမှမကျင်တတ်ဘူးနော်ကြိုပြီးပြောပြထားပြီလားမိကမှတော့တောင်းမယ်လို့မကျင်တတ်ဘူးနော်လွတ်မယ်ထင်လို့ပြေးတော့ကတော့ပြေးတယ်မိကမှတော့မကျင်တတ်ဘူးမိကမှတော့တောင်းမယ်လို့မရအဲ့ဒီလူငွေလူလိုက်ပတ်စံနေပါပါ ဟိုဒီလူကဆန်နေရရှိတယ်အဲ့ဒီအပြင်မှာမနေ့ပြန်ကြောင်းရင်ဟိုဆိုင်ကန်းတွေကိုလေပြောင်းတော့မဲဆိုတော့ပြင်လိုတဲ့ပစ္စည်းတွေဝယ်ရ အဲ့ဒါဒီမှာယူရကနေလို့ဟုတ်ခါဘာမရောနဲ့လေနောက်ကဧည့်သည်လိုက်ဒီအပြင်လေးမှာခုံလေးချပေးပြီးတော့ဧည့်ခံလိုက်အိမ်ထဲကိုခေါ်မနေအဲ့ဒါတိလို့တေချာမှားခဲ့သေးတယ်လိန်တဲ့လူတွေပေါ်တယ်နော်ဒိုင်းမောကနေဘာဖြစ်လို့မြန်မာလေးကိုဘယ်လောက်လူမဲ့ဒီမှာဘယ်လောက်တွဲပါမလုံးဝမလုံးပါနဲ့ပိုးစီကထွက်မဲ့အလုပ်ဆိုဘာမှမလုံးနဲ့မရရင်နေပေးစီသူတေချာပြောရသေးတယ်ဟိုအိမ်ထဲရောလာလိန်တယ်လာလိန်တာမဟုတ်ခိုးတာပေါ့အေးလောလောဆယ်တော့အဲ့ဒါပဲ